1968ခုနှစ်တွင် Iris Eres နှင့်သူမ၏စစ်ဆက်ထားသူပေါ်တို့သည် Skype စားတောက်ဆိုင်ဖွင့်ပွဲသို့တက်ရောက်ခဲ့ကြသည်ထိုပွဲတွင်ပေါ်က Iris ကိုလက်ထပ်ခွင့်တောင်းပြီးစစ်ဆက်လက်ဆွပေးခဲ့သည်ထိုခိုက်တန့်တွင် Iris သည်ထိတ်လန့်စရာကောင်းသောအရာကိုမြင်လိုက်ရသည်အပေါ်ထပ်မှကောင်းလေးတစ်ယောက်ပစ်ချလိုက်သောဒင်္ဂါးပြတစ်ခုကိုတေမင်းကလေးမှုတ်ပြီးလမ်းကြောင်းပေးလိုက်တဲ့ကဲ့သို့လေဝင်လေထွက်ပြုံထဲသို့ကျသွားခဲ့သည်ထိုဒင်္ဂါးပြသည်လေဝင်လေထွက်ပံကားတွင်ညှက်သွားပြီးပံကားကိုရုတ်တရက်ရပ်တန့်သွားစေခဲ့သည်တစ်ချိန်တည်းမှာပင်စားတောက်ဆိုင်အတွင်းရှိလူများသည်သူတို့ခြေဝါးအောက်ကမှန်ပြင်းတွင်အကြောင်းများအရှိန်ဟုန်ဖြင့်ပြန့်နှံ့နေသည်ကိုမတိရှာပဲပျော်ရွှင်စွာကခုန်နေကြသည်အိုင်းရင်နှင့်ပေါ်တို့နေရာရွှေ့လိုက်စင်မှာပဲအောက်ခြေကတမဏိထောက်တိုင်များကျိုးပြက်လူနီးပါဖြစ်လာပြီးမူလီများတစ်ခုပြီးတစ်ခုပြုတ်ထွက်ကုန်သည်ရုတ်တရက်ညှက်နေသောဒင်္ဂါးပြကြောင့်ပံကားတိုင်းတစ်ခုလွင့်ထွက်သွားပြီး gas pipe line ကိုသွားမှန်ခဲ့သည်လူများဆက်လက်ကခုန်နေစင်မှာပဲအကြောင်းများပိုကျဲလာပြီး gas များစိမ့်ထွက်လာခဲ့သည်အိုင်းရစ်တကူလုံးခြောက်ချလာစင်မှာပဲပေါ်သည်ကျမ်းပြင်ပေါက်ထဲသို့ကျွံကျသွားတော့သည်လူများလည်းတယောက်ပြီးတယောက်ပြုတ်ကျကုန်ပြီးတမဏိတန်းများကိုအသေးအတန်လှမ်းဆွဲကြသည်အောက်ထက်ကဝန်ထမ်းများလည်းထိတ်လန့်တကြားထွက်ပြေးကြသည်ပေါ်သည်ခိုင်ခန့်သောမှန်ချက်တစ်ခုကိုလှမ်းဆွဲထားနိုင်ခဲ့ပြီးအိုင်းရစ်ကအော်ဟစ်အကူအညီတောင်းကသူ့လက်ကိုလှမ်းဆွဲတော်လဲပေါ်သည်လက်ချော်ပြီးအောက်သို့ပြုတ်ကျသွားခဲ့သည်ထိုစဉ်မီးဆွဲလောင်နေသောအမျိုးသမီးတဦးသည်ဂက်စ်ယိုစိတ်နေသောနေရာသို့ပြေးဝင်မိရာမှပြင်းထန်သောပောက်ကွဲမှုကြီးဖြစ်ပွားခဲ့သည်အိုင်ရစ်သည်မီးတောင်များကြားမှတီတီလေးလွတ်မြောက်ခဲ့သည်ဝန်ထမ်းများကအရေးပေါ်ထွက်ပေါက်စီထွက်ပြေးရန်အော်ဟစ်ကြပြီးဒင်္ဂါးပြပစ်ချခဲ့သောကောင်လေးကရှေ့ကနေဦးဆောင်ပြေးသည်သို့သောတေမင်းကဒါကိုပါစီစဉ်ထားပြီးသားဖြစ်သည်လူကူးစင်းကြံလန်းကျိုးကျသွားပြီးပြေးဝင်သွားသူအလုံးတေဆုံးကုန်တော်လဲထိုကောင်လေးကတော့အံ့ဩစရာကောင်းလောက်အောင်လွတ်မြောက်သွားခဲ့သည်ကျန်ရှိသူများသည်ဓာတ်လေကားစီတိုးဝေးပြေးကြရာအဖိုးတဦးကအိုင်ရစ်ကိုတွန်းဖယ်ပြီးဓာတ်လေကားတကားကြညှက်သွားသည့်အလေးချိန်လွန်ကဲနေသောဓာတ်လေကားချိုးယွင်းမှုကြောင့်ထိုဖိုးသည်ညက်ညက်ပါအောင်ကြိတ်ချခံလိုက်ရသည်အိုင်ရစ်သည်အခြားထွက်ပေါက်ကိုရှာဖွေနေစဉ်စိတ်ဖိစီးမှုကြောင့်ကိုဝင်ချီနေမဟန်တော့ပေထိုစဉ်ပစ္စည်းများဘေးတိုက်လျှော့ကျကုန်ပြီးမျက်နှာကျက်များအကွဲလာသည်ကိုမြင်သောကြောင့်သူမသည်အပေါ်သို့အမြန်တက်ခဲ့သည်အခြားလူများမှမူကျမ်းပြင်ကြီးနှစ်ချမ်းခွဲကရှော့ဆောင်ကြီးဖြစ်သွားသည်ဖြင့်အောက်ကမှန်ချက်ပေါ်သို့လျှော့ကျကုန်သည့်ဘေးကင်းမီအထင်ဖြင့်အပေါ်သို့အကြည့်စန္ဒယာကြီးတစ်လုံးပြုတ်ကျလာပြီးထိုမျိုးသမီးကိုဖိမိသွားသည်အစောပိုင်းကလွတ်မြောက်သွားသောကောင်လေးသည်လည်းပြုံးစီစီလုံးနေစဉ်ထိုစန္ဒယာကြီးကပဲသူ့အပေါ်တိတ်တိတ်ပြုတ်ကျကတေဆုံးသွားခဲ့သည်အိုင်ရစ်ဒီပေါ်အတွက်များစွာပူဆွေးနေရတော့လေအနေနဲ့ကြုံနေရသည့်အခြားကောင်လေးတဦးကိုမြင်သဖြင့်မိမိအသက်ကိုစွန့်ပြီးလှမ်းခဲ့သည့်ထိုချိန်မှာပင်အဆောက်အုံတစ်ခုလုံးပြိုကျသွားသည်နောက်ဆုံးစက္ကန့်တွင်အိုင်ရစ်ဒီတမဏိချောင်းတစ်ခုကိုလှမ်းဆွဲမိတော့လေအနီးကပ်ကြည့်လိုက်သောအခါသူမကိုဆွဲထားနိုင်သည်မှာသူမလည်းမဟုတ်ပဲပေါ်ပေးခဲ့သောစစ်ဆက်လက်စွပ်ကတန်ချောင်းတွင်ညှိနေခြင်းသာဖြစ်သည်ထိုမခိုင်မြဲသောချိတ်တွင်မှုသည်ကြကြမခံပဲနောက်တစ်စက္ကန့်တွင်အိုင်ရစ်ဒီအောက်ကမိပင်လယ်ထဲသို့ပြုတ်ကျသွားခဲ့ရသည်